လူလူခြေပြုခီးသွွားလုပ်ငန်းဆိုတာကတော့ဒေသခံပြည်သူများအားလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ခီးသွွားလုပ်ငန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။မိမိတို့ရဲ့သဘာဝပတ်ဝန်းကျင်ရည်ကြီးမှုအမွေအနှစ်နဲ့နေထိုင်မှုပုံစံများကိုအခြေခံကခီးသွွားလုပ်ငန်းများကိုစီမံဆောင်ရွက်ရမှာပါဝင်ဆုံးဖြတ်ခွင့်ရှိပြီးအကျိုးအမြတ်များကိုမျှဝေသုံးစွဲနိုင်တဲ့ခီးသွွားလုပ်ငန်းပုံစံမျိုးဖြစ်ပြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက်အထောက်အကူပြုပါတယ်။ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနအနေနဲ့လူလူခြေပြုခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက်2023ခုနှစ်မှာမြန်မာနိုင်ငံခီးသွွားလုပ်ငန်းများမှာလူမှုအဖွဲ့အစည်းများပါဝင်ဆောင်ရွက်ရေးမူဝါဒများချမှတ်ကာအထူးအလေးထားဆောင်ရွက်ပေးပြီးနိုင်ငံတော်ဝန်ကျေးရွာပေါင်း46ရွာမှာအကောင့်ထဲပေါ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ရွာလူလူအခြေပြုခီးသွွားလုပ်ငန်းဟာဒေသခံပြည်သူတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်တိုက်ရိုက်ထောက်ကူပြုတဲ့အတွက်မြန်မာနိုင်ငံရဲ့အရေးပါတဲ့ခီးသွွားလုပ်ငန်းအမျိုးအစားတစ်ခုအဖြစ်ရပ်တည်လျက်ရှိပါတယ်။ခီးသွွားဧည့်သည်တွေအတွက်နေရာဒေသတစ်ခုမှာရှိတဲ့အစားအသောက်ရဲ့ရလာတွေကိုတွားရောက်မြည်ဆန်းစားသုံးရုံသာမကအဲ့ဒီအစားအသောက်ရဲ့နောက်ွယ်မှာရှိတဲ့ယဉ်ကျေးမှုအစဉ်အလာတမိုင်းကြောင်းနဲ့ထုတ်လုပ်ပုံနည်းစနစ်တွေကိုပါလေ့လာနိုင်တဲ့ခီးသွွားရောက်မှုပုံစံကတော့အစားအသောက်ဆိုင်ရာခီးသွွားလုပ်ငန်းပဲဖြစ်ပါတယ်။ကမ္ဘာခီးသွွားလုပ်ငန်းအဖွဲ့ချုပ်က2012ခုနှစ်ကစပြီးအစားအသောက်ဆိုင်ရာခီးသွွားလုပ်ငန်းကိုခီးသွွားလုပ်ငန်းအမျိုးအစားတစ်ခုအနေနဲ့ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။အစားအသောက်ဆိုင်ရာခီးသွွားလုပ်ငန်းကိုမြင့်တင်ခြင်းအပြင်ဒေသထွက်ကုန်ပစ္စည်းတွေကိုအစားအစာများထုတ်လုပ်ရောင်းချရမှာအသုံးပြုနိုင်တဲ့အတွက်စိုက်ပျိုးထုတ်လုပ်မှုတွေတိုးတက်မှာဖြစ်တဲ့အပြင်အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။မြို့ပြကိုရှောင်ရှားပြီးအနားယူအပန်းဖြေလိုသူတွေအတွက်မြန်မာနိုင်ငံမှာတာယာလှပတဲ့ပင်လယ်ကမ်းခြေအပန်းဖြေစခန်းများတန်တောင်အင်းလေးကလောပြင်ဦးလွင်စတဲ့တဘာဝရှုမျှော်ခင်းများနဲ့တမမျှတတဲ့ရာသီဥတုရှိတဲ့အပန်းဖြေစခန်းမြို့များရှိတာဖြစ်လို့အပန်းဖြေအနားယူလိုသူတွေအတွက်နှစ်သက်စေမဲ့ခီးစဉ်ဒေသတွေပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဟာဆိုရင်နိုင်ငံရဲ့မြောက်ဖြားပိုင်းစီးနှင်းဖုံရေခဲတောင်များမှာသည်နိုင်ငံတနံတလျားမှာမြစ်ချောင်းအင်းအိုင်ကြီးများကုန်းမြင့်တောင်တန်းများလှိုင်ကူများတစ်တော်များအမျိုးသားသဘာဝဥယျာဉ်များတာယာလှပတဲ့ကမ်းခြေများနိုင်ငံရဲ့တောင်ဘက်ပိုင်းမှာမြိတ်ကျွန်းစုကဲ့သို့သောနေရာများစွာကိုပိုင်ဆိုင်ထားရှိပါတယ်။အဲ့လိုသဘာဝအတိုင်းတည်ရှိနေစေဖြစ်တဲ့နေရာဒေသများကိုတဘာဝကိုချစ်မြတ်နိုးသူများအနေနဲ့လေပတ်နိုင်တဲ့ခွင့်ရည်တွေရှိနေလို့တဘာဝအခြေခံခီးစဉ်ဒေသများကိုဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါတယ်။